စုံမကကောင်မလေးကိုအခန်းထဲမှာဖမ်းဆီးချုံနှောင်ထားပြီးတော့မှသူမကိုအာလူအကုန်ခွာခိုင်းနေပါတယ်အာလူကသူမကိုကလေးမွေးအောင်လုပ်ပေးနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကောင်မလေးကနေတဲ့အာလူခွာနေပြီးတော့လက်ထဲကဓာတ်ကရက်လိုက်တယ်ဆိုတာလည်းမရှိပါဘူးညနေမှသာခဏလေးနားရတာဖြစ်ပြီးတော့မှသူမကဒီနေရာကနေထွက်ပြေးလို့သွားခြင်းပါပြီဒါပေမဲ့လည်းသူမကိုဖမ်းဆီးချုံနှောင်ထားတဲ့စုံမဟာမော်ဆွမ်းထက်နေတဲ့အခါမှာကောင်မလေးကဘလို့မှထွက်သွားလို့မရဖြစ်နေပါတယ်အဲ့လိုနဲ့နေတိုင်းပဲအာလူကိုပဲခေါ်နေရတာဖြစ်ပြီးတော့မှလုံးဝလည်းစိတ်မရှိတာကနေတပြေးပြေးနဲ့ဒီလုပ်ကိုလက်ခံလာပြီးလှုပ်ရှားမှုတွေဟာလည်းပို့ပို့ပြီးတော့မြန်ဆန်လာတဲ့အထိပါပဲနောက်ပြီးတော့ပြင်မာမတရတာကြာပြီဖြစ်တဲ့အပြုံးကလည်းမျက်နှာပေါ်မှာပေါ်လာခဲ့ပြီးဖြစ်ပြီးနောက်ဆုံးမှာတော့သူမဟာစုံမရဲ့အာလူအားလုံးကိုခွာလို့ပြီးသွားခဲ့ပြီးဖြစ်ပါတယ်အဲ့နောက်မှာစုံမကိုမေးပါတယ်မိမိကဒီနေရာကနေထွက်သွားလို့ရမလားလို့စုံမကလှည့်လာခဲ့ပြီးတော့ကောင်မလေးကိုတစ်ချက်ကြည့်ပါတယ်ပုံမှန်မဟုတ်တဲ့အပြုံးကိုပြုံးလိုက်ပြီးဆက်ပြီးတော့သူမဟာလက်ဖြောက်တစ်ချက်တီးလိုက်ပါတယ်လက်ချောင်းထိပ်ကနေထွက်လာတဲ့အစိမ်းရောင်အလင်းနဲ့အတူတူမြေကြီးပေါ်မှာအာလူ၄ပုံပြန်ပြီးတော့ပေါ်လာခဲ့ပြီးကောင်မလေးဟာအရန်ကမှစိတ်ပြက်လို့သွားပါတော့တယ်ဒီနေရာကနေထွက်သွားခြင်းနဲ့ဆိုရင်သူမကအရှိကအာလူတွေကိုအားလုံးအခွန်ပြီးအောင်ခွာရမှာပဲဖြစ်ပါတယ်ညနေမှကောင်မလေးဟာပြန်ပြီးတော့မှတွေးတော့လို့နေပြီးတနည်းမရရင်တော့နောက်ထပ်တနည်းနဲ့ထပ်ပြီးလုပ်ရမှာပါသူမကလက်ချောင်းတွေကိုလှုပ်နေပြီးတော့မှနီလန်ကောင်းလေးတစ်ခုကိုစဉ်းစားနေပြီးစဉ်းစားလို့ရသွားတဲ့ပုံစံပါပဲအဲ့နောက်မှာတော့ဂရင်မောကဆင်းပြီးတော့မှဓာတ်ကိုတွေးနေပါတယ်တညာလုံးမအိပ်ဘဲနဲ့ကောင်မလေးရဲ့ဓာတ်ကတွေးတာလေအရန်ကမှတိုးတက်လို့နေပါတယ်ဒါပေမဲ့လည်းလူကြီးမင်းအထင်ကောင်မလေးဓာတ်တွေးတာကအလုံးလုံးဖို့အတွက်ပဲလားသူမဟာလက်ထဲကဓာတ်ကိုစုပ်ကိုင်းလိုက်ပြီးတော့မှစုံမစီကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တာဖြစ်ပါတယ်တစ်ချက်တည်းနဲ့စုံမရဲ့နောက်ကျောအလေတဲတဲ့ကိုတခါတည်းထိုးချလိုက်တာပဲဖြစ်ပါတယ်ကောင်မလေးဟာစုံမလဲကျသွားဖို့တဲ့မျောကိုလို့နေခဲ့ပြီးတော့ဒါပေမဲ့လည်းစုံမကလဲကျမသွားခဲ့ပါဘူးသူ့ရဲ့အလုပ်ကိုဆက်ပြီးတော့လုပ်နေပါသေးတယ်နောက်ပြီးတော့အပြင်ကိုလှည့်လာပြီးတော့မှကြောင်တောင်ကြည့်နေတဲ့ကောင်မလေးကိုအလုတ်မြန်သွားဖို့တဲ့စေခိုင်းလိုက်ပါသေးတယ်ကောင်မလေးကလည်းအလင်းမြန်ပဲထွက်ပြီးသွားခဲ့ပြီးတော့ကြည်ရတာဆုံးမကိုအသက်တည်အောင်လှုပ်ချင်ပြီးတော့အဖက်ဖက်ကဟာကွမ်းမရှိတဲ့လမ်းတစ်ခုလည်းစဉ်းစားရမှာပဲဖြစ်ပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့ကောင်မလေးဟာနေတိုင်းပဲနီလန်းကိုစဉ်းစားနေခဲ့ပြီးဆုံးမကိုတည်အောင်လှုပ်ချင်နေခဲ့တာပါသူမကဆုံးမကိုမိရရဲတောင်းနေတဲ့မိဖို့တွေကိုတွန်းထဲလိုက်ပြီးတဲ့နောက်မိဖို့တကားကိုအသေးပိတ်ပစ်လိုက်ပါတယ်ဒါပေမဲ့ဆုံးမကတော့ဘာမှမဖြစ်ဘဲနဲ့ပြန်ပြီးတော့ထွက်လာခဲ့တာဖြစ်ပြီးကောင်မလေးဟာစိတ်တက်မလျှော့သေးပဲနဲ့ဆုံးမကိုထိုးကြိတ်ခံကြောက်ပြီးတော့ပြင်မားနဲ့ဆုံးမကိုရိုက်နှက်ပါတော့တယ်။ဒါပေမဲ့လည်းဘာမှမဖြစ်ပါဘူး။ဆုံးမကိုပဲစိတ်ချုပ်ထွေးသွားစေခဲ့တာဖြစ်ပြီးသူမဟာလက်ဖြောက်တီးလိုက်တဲ့အခါမှာအာလူတွေအများကြီးကပေါ်ထွက်လို့လာပြန်ပါတော့တယ်။ကောင်မလေးကလည်းရန်ကိုစိတ်ညစ်လို့သွားခဲ့ပြီးတော့နေရာမှာတင်မူးလဲသွားခဲ့ပါတယ်။ဆုံးမကကျင်းနေပြီးတော့ကောက်ကြည့်တဲ့အပြုံးကိုလည်းပြုံးလိုက်ပါတယ်။ဆုံးမရဲ့ဆောင်းရှောက်မှုအောက်မှာကောင်မလေးကအာလူတွေကိုပဲအစွမ်းကုန်ခွာနေရတာဖြစ်ပြီးကောင်မလေးကိုအပြစ်ပေးဖို့အတွက်ဆုံးမဟာရေပုံးတပုံးဖန်တီးလိုက်ပါတော့တယ်။အဲဒီချိန်ကစပြီးတော့မှသူမရဲ့အလုပ်ကအာလူခွာတာကနေရေတူလုံးတာဖြစ်သွားခဲ့ပြီးသူမဟာတပုံးမီတပုံးမရမနာနဲ့ကိုရေခက်တဲနေရပါတော့တယ်။ဆုံးမကတော့အဝေးကနေပြီးတော့သူမကိုအားပေးနေသလိုတပြေးပြေးနဲ့ကောင်မလေးဟာပြဿနာတစ်ခုကိုတွေးရှိလို့သွားပါတော့တယ်။ဆုံးမကရေတွေကိုအရင်ကြောက်တယ်လို့ပဲအဲ့ဒါနဲ့ရေတပုံးကိုမှောက်တော့အောင်တမင်တကာကန်လိုက်တဲ့အခါမှာဆုံးမဟာချက်ချင်းပဲဂရင်မော်ကိုတက်လို့သွားပါတော့တယ်။အဲဒီမတိုင်ခင်ကကောင်မလေးကဘလို့ပဲလို့ဆုံးမဟာစိတ်မဆိုးခဲ့တာဖြစ်ပြီးအများဆုံးလေးသူမကိုအပြစ်မတင်ပေးပါဘူး။ဒီတစ်ခါမှာတော့ဒေါသကလည်းအကြီးကျယ်ထွက်သွားခဲ့ပြီးဖြစ်ပြီးတော့ဆုံးမကမော်စန်းတွေကိုထုတ်သွင်းခဲ့ပြီးကောင်မလေးကိုလည်းပြင်းပြင်းထန်ထန်နဲ့ဆုံးမလို့နေပါတော့တယ်။ဆုံးမကလိုက်ပြီးတော့ဝင်လာခဲ့တဲ့အခါမှာမတင်မဲ့ပဲနဲ့ရေတမုံကသူမရဲ့ခေါင်းမော်ကိုကွက်တီကျသွားခဲ့ရပြီးသူမသာအတော်ဆုံးလို့ထင်နေတဲ့ဆုံးမဟာခဏလေးအတွင်းမှာပဲကြည်လုံးတစ်လုံးဖြစ်ပြောင်းလဲလို့သွားပါတော့တယ်။ဆုံးမမရှိတဲ့အခါမှာမော်စန်းတွေလည်းပျောက်ခဲ့သွားခဲ့ပြီးကောင်မလေးဟာလွတ်လပ်မှုကိုပြန်လည်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့အပြင်ကိုထွက်သွားမဲ့တကားကိုတွေ့လိုက်ရတဲ့အခါမှာတော့ကောင်မလေးဟာတွေ့ဝေလို့သွားပါတော့တယ်။နောက်ဆုံးမှာတော့ဓာတ်သေးလေးကိုယူလိုက်ပြီးအိမ်ထဲမှာအာလူတွေကိုဆက်ပြီးတော့ခွာနေခဲ့တာဖြစ်ပါတယ်။အချိန်ကြာကြီးဖမ်းဆီးချုပ်နှောင်ခံရတဲ့ဘဝကသူမကိုဒီနေရာရဲ့အရာအလုံးကိုအကျင့်ဖြစ်စေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဆုံးမနဲ့အာလူကကောင်မလေးရဲ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့ပြီးဖြစ်ပြီးငကိုရှိပြီးသားပုံစံဟာသူမကိုအဲ့ဒီချိန်ကစပြီးတော့ကိုကိုပျောက်ဆုံးသွားစေတာပဲဖြစ်ပါတယ်ဗျာ။